ဖားကန့်ကာမိုင်းလမ်းပိုင်းမှာအရက်သားတွေကိုလက်နက်ကိုင်ဖွဲ့စည်းတွေကပြစ်မှတ်ထားတိုက်ခိုက်မှုတွေပုံမှန်လှုပ်ဆောင်လာတယ်လို့ဒေသခံတွေကပြောပါတယ်။ဖားကန့်နန့်ရကာမိုင်းလမ်းပိုင်းကိုပြီးခဲ့တဲ့2026ခုနှစ်ဧပြီ22ရက်နေ့ကစပြီးအများပြည်သူခရီးသွားလာခြင်းရှင်ကြီးရှင်ငယ်တွေဖြတ်တန်းသွားလာခြင်းကိုရက်အကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့ကချင်လက်နက်ကိုင်အဖွဲ့ KIA ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီထုတ်ပြန်ချက်ထွက်ပေါ်ခဲ့ပြီးတဲ့နောက်2ရက်အကြာမှာပဲစစ်တပ်နဲ့ KIA တို့အကြားဖားကန့်လုံကင်ဒေသတို့မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလာခဲ့ပါတယ်။နန့်ရနဲ့ကပ်မွန်ကိုကြားမှာဈေးတဲ့အရက်သားတွေဒရုန်းတွေနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီးလက်ရှိအချိန်ထိ6ကြိမ်ရှိပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လမ်းပိတ်တယ်ဆိုပြီး KIA ကကြေညာပြီးဒီနေ့ထိအရက်သားတွေ6ကြိမ်လောက်ရှိပြီးတိုက်ခိုက်ခံရတာလက်လုံလက်စားဈေးတွေပဲဒရုန်းနဲ့တိုက်ခိုက်ခံရတာ73ရက်နေ့ဖြစ်စဉ်ကတော့ကာမိုင်းမျိုးမအူပင်စုရက်ကပြည်သူကိုထိတယ်လို့ပြောပါတယ်။လက်နက်ကင်ဖွဲ့စည်းတွေရဲ့ပြစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့်တအူသေဆုံးပြီးတော့2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကဆေးရုံကိုပို့ဆောင်ထားရတယ်လို့သိရပါတယ်။ခရီးသွားပြည်သူလူထုတွေပြစ်မှတ်ထားတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးနှစ်ဖက်လက်နက်ကင်ဖွဲ့စည်းတွေကအပြန်အလှန်ဆွဆွဲမှုတွေရှိနေပါတယ်။ဖားကန့်မြို့နယ်လုံခင်းကျေးရွာနဲ့မော်စီစာအောင်တာယာဂရေမော်စတဲ့နေရာတွေမှာစစ်တပ်နဲ့ KIA တို့အကြားတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတော့ဒရုန်းတွေအပြင်လက်နက်ကြီးတွေနဲ့ပါအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ KIA ရဲ့လမ်းပိတ်ဆို့မှုတွေနဲ့အတူဖားကန့်မှာစားနပ်ရိက္ခာပြတ်လတ်မှုတွေလည်းကြုံတွေ့နေရပြီးတိုက်ပွဲကြားပိတ်မိနေတဲ့ပြည်သူအများပြားရှိနေတယ်လို့သိရပါတယ်။ဖားကန့်မြို့နယ်တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေတေဆုံးမှုထိခိုက်ဒဏ်ရာရရှိမှုတွေပြင်နေအိမ်အဆောက်အအုံတွေဆိုင်ငံတွေပါထိခိုက်ပျက်စီးခဲ့ပြီးတချို့သောနေရာတွေမှာလည်းမီးလောင်ပျက်စီးမှုတွေရှိတယ်လို့လည်းသိရပါတယ်။ဖားကန့်ဒေသဟာကချင်လက်နက်ကိုင်အဖွဲ့ KIA ရဲ့အကျိုးစီးပွားရရှိတဲ့အဓိကအရင်းမြစ်တစ်ခုဖြစ်ပြီးအဲ့ဒီဒေသကိုလက်မလွတ်ရရေးအတွက် KIA ကအစွမ်းကုန်ကာကွယ်နေတာဖြစ်တယ်လို့လည်းဒေသခံတွေကဆိုပါတယ်။အရင်ကဖားကန့်ဒေသမှာစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ကြားမကြာခဏတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပြီးအရသားထိခိုက်ဒေဆုံးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။